ကိုဒုက္ခပေးတဲ့ပကံကြီးငါအစွမ်းနဲ့အမောက်ချေဖြတ်စည်းမယ်အခုမြင်နေရတဲ့အမျိုးသမီးကပထမမြန်မာနိုင်ငံတော်ပကံပြည်ကြီးကိုဖျက်ဆီးမယ်လို့စိန်ခေါ်ကြုံဝါလိုက်တဲ့တမိုင်းတဲကတူရီတော်မင်းမပြိုပဲဖြစ်ပါတယ်သူမခြေဆောက်လိုက်တိုင်းမြေကြီးတွင်းမှရေများစိတ်ထွက်လာစေသူစေနဲ့ကြားတွေကိုတော့နှပန်းလုံးပြီးတန့်နိုင်သူလာပညတွေမှာတိမ်ပေါ်မှာကစားရင်းတိမ်ညွတ်တွေကိုခူးစားတတ်တဲ့အပြူစဉ်ပခုံးပေါ်ဓာတ်ထမ်းပြီးရေပေါ်မှာလမ်းလျှောက်ကဘရင်ရဲ့ဖောင်တော်ကိုတားဆီးနိုင်သူကြောက်ကံပါများနဲ့တောင်ကုန်းတောင်တန်းများကိုအလွယ်တကူခုန်ကူးနိုင်တဲ့မင်းမလလေးဆိုပြီးဒီလိုမော်ပညာစွာအားများပိုင်ဆိုင်ထားတဲ့သူကတော့မြမနတ်လောကမှာအယံကိုနာမည်ကြီးတဲ့အမေရေရင်ပဲဖြစ်ပါတယ်ဒီနေရာမှာကြိုပြီးအသိပေးတောင်းပန်နေတာကဒီအမေရေရင်ရဲ့တမိုင်းဟာတစ်ခုနဲ့တစ်ခုမတူညီကြပဲမူကွဲများနဲ့အမျိုးမျိုးရေးသားပြောဆိုနေကြတာကိုတော့ကျွန်တော်တို့လိုတမိုင်းစစ်ပွားတဲ့သူတွေအတွက်အယံကိုအခက်တွေ့စေပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ channel မှာတောင်းဆိုမှုအများဆုံးထဲကတစ်ခုဖြစ်တဲ့ဂမရလောကမှာထိတ်ဆုံးလို့နာမည်ကြီးတဲ့ဝိဇ္ဇာအောက်လန်းနဲ့ဝန်တွင်ဆုံးပညာများရဲ့တခင်မှာစိတ်ကြီးသလောက်တကူးကြီးလှတဲ့အမေရေရင်ရဲ့တမိုင်းကြောင်းကိုဘူဒုတဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်အငယ်မနင်းအိုးထဲမှာဘာလို့လဲပြောစမ်းကျွန်တော်တို့ဇန်နီပါတခါကပကံပြည်မှာမနိစီသူဘရင်အောက်ချုပ်စိုးစံနေပြီးမြောက်နန်းဇံမိဖုရားနဲ့တောင်နန်းဇံမိဖုရားဆိုပြီးမိဖုရားနှစ်ပါးရှိပါတယ်ဒါပေမဲ့နဂတိန်လို့ခေါ်တဲ့မြောက်နန်းဇံမိဖုရားကဝန်တွင်ဆုံးအသက်ပညာကိုတတ်မြောက်ထားတဲ့စောင်းမတစ်ယောက်ဖြစ်နေတာကိုတော့ဘယ်သူမှမသိကြပါဘူးအဲ့ဒီခေတ်အခါတုန်းကကတုကနဲ့ဒေသတောင်ဦးမြို့ကိုအပိုင်စားရထားတဲ့တောင်ဦးမြို့သားတပရာဇာဟာပကံပရေမနိစီသူမင်းရဲ့ဆွေတော်မျိုးတော်များဖြစ်ကြပြီးမြို့သားမင်းမှာရှင်ဥရှင်ဖြူရှင်ကျူနဲ့ရှင်ထူးဆိုတဲ့ညီမ၄ယောက်ရှိပါတယ်ထူးဆန်းတာကအဲ့ဒီညီမတွေထဲမှာအငယ်ဆုံးညီမငယ်ရှင်ထူးလို့ခေါ်တဲ့စောနာမွန်ဟာအလှဆုံးဖြစ်ပြီးသူမကဂမ်ဘီယာဝိဇ္ဇာအောက်လန်းမော်ပညာနဲ့ဝန်တွင်ဆုံးအသက်ကိုမွေးရပါတမ်းမြောက်ထားခြင်းပဲဖြစ်ပါတယ်။တညမှာဘီမိဖုရားဖြစ်တဲ့နာဂသိန်ဆုံးမကစုံတောက်စားနေချိန်ကောင်းကင်တနေရာမှာစောနာမွန်နဲ့တွေ့ဆုံပြီးပညာချင်းပြန်ကြကစောနာမွန်ကနာဂသိန်ဆုံးမရဲ့ဇက်ကြိုးကိုဖျက်လိုက်တဲ့အတွက်ဆုံးမကြီးလည်းကောင်းကင်ဘောကနေပြုတ်ကျသွားပါတယ်။အဲ့ဒီအရှုံးအတွက်နာဂသိန်ဆုံးမကစောနာမွန်ကိုအညှိုးထားကလောက်ကြံဖို့ကြံစီလာပါတယ်။ဒါကြောင့်နဂသိမိဖုရားဟာကတုကနေဒေတာဘက်မှာမြို့သားမင်းနဲ့သူရဲ့နှမငယ်များမကောင်းတဲ့အောက်လန်းဆုံးကွေအတက်နဲ့မင်းကြီးကိုပုံကန်တဲ့အိမ်မက်မြင်မဲ့ကြောင်းဘရင်ထံဂုံကြောစကားလျှောက်တင်လာပါတယ်။ဘရင်လည်းထုံးစံအတိုင်းမိဖုရားရဲ့စကားကိုနားယောင်ပြီးမြို့သားမင်းနဲ့မောင်နှမ9ယောက်လုံးကိုဘရင်ထံအခက်စားဝင်ဖို့စိတ်ခေါ်လိုက်ပါတယ်။အကြောင်းစုံတရားကိုမသိရသေးတဲ့မြို့သားမင်းနဲ့နှမတော်များကဝမ်းသာအာရနဲ့ဦးကြီးတော်ဘရင်အတွက်ဒေတာထွက်လက်ဆောင်ပစ္စည်းများတယောက်တစ်မျိုးစီထည့်လာကြပါတယ်။အငယ်ဆုံးဖြစ်တဲ့စောနာမွန်ဟာနှမ်းစီစစ်စစ်ကိုကိုယ်တိုင်ကြိတ်ကရာဝေအိုးထဲထည့်ပြီးမနိုင်မနှင်းတဲလာပါတယ်။အကိုဖြစ်သူကစိတ်ကြီးတက်တဲ့ညီမငယ်စောနာမွန်ရဲ့ဒေါသကိုသိတဲ့အတွက်တခုခုဆိုစိတ်ထိုင်းဖို့မှာကြပြီးပကံစီအတူတကွလာကြပါတယ်။ဒီလိုနဲ့ပကံတို့အရောက်မှာအမကြီးတူကစောနာမွန်ကိုအခုလိုမဆိုင်မတော့မေးလိုက်ပါတယ်ဟေးအငယ်မနင်းအိုးထဲမှာဘာလို့လဲပြောစမ်းကျမအိုးထဲမှာမွေတွေဟဲ့မွေတွေပြစမ်းနင်းအိုးကိုပြစမ်းအမကြီးလဲအိုးကိုဖွေကြည့်ရာအိုးထဲမှာတော့နှမ်းစီအစာထူးဆန်းတဲ့မွေများဖြစ်နေပြီးအမကြီးကိုထားပေါက်ကအမလဲတခါတည်းတေသွားပါတယ်အစာကအိုးထဲမှာတော့နှမ်းစီများထည့်ထားပေမဲ့စောနာမွန်ပြောတဲ့အတိုင်းနှမ်းစီကနေမွေအဖြစ်အလိုလိုပြောင်းလဲသွားပြီးရဲမက်တွေကစောနာမွန်ကိုဖမ်းဆီးကြပါတယ်ဘရင်ကအကိုဖြစ်သူမြို့သားမင်းကိုယ်တိုင်စောနာမွန်ကိုကိုယ်တိုင်တတ်ဖို့အမိတ်ပေးပေမဲ့အကိုကညှင်းဆန်တဲ့အတွက်အကိုဖြစ်သူရောစောနာမွန်ကိုပါစင်နဲ့နင်းသက်စေပါတယ်ဒီချိန်မှာစောနာမွန်က
ချီနှောင်ထားတဲ့ကြိုးတွေအလိုလိုပြတ်ထွက်သွားကသူမရဲ့ပညာတွေနဲ့စင်ရဲ့အဆွဲကိုချိုးပြီးစင်ကိုတားလိုက်ပါရင်မိမှုထမ်းများလဲနောက်ထပ်ကြားတကောင်ကိုထပ်လွတ်စေပြီးစောနာမုံကိုကြိုက်ခိုင်းပြန်ရာစောနာမုံကိုယ်တိုင်ကြားတကောင်အသွင်ပြောင်းကကြားကိုကြိုက်တက်ပြီးထွက်ပြေးလွတ်မြောက်သွားပါတယ်ဒါကြောင့်ဘရင်ကကြံတဲ့အမ3ယောက်ကိုဖမ်းထားပြီးအခုဖြစ်သူကိုတော့ထွက်ပြေးလွတ်မြောက်သွားတဲ့စောနာမုံကို9ရက်အတွင်းဖမ်းပေးဖို့နဲ့အကယ်၍မဖမ်းပေးနိုင်ခဲ့ရင်ကြံတဲ့ညီအမ3ယောက်ကိုတေတံပေးမှဖြစ်ကြောင်းအမိန့်ချမှတ်လိုက်ပါတယ်စောနာမုံလျောက်ထွက်ပြေးရင်တောင်ပုံတောင်ညာဒေသသို့ရောက်သွားပြီးခိတခဏနားနေခြင်းပကံမကြံနေခဲ့တဲ့အခုဖြစ်သူနဲ့အမ3ယောက်အတွက်ဝမ်းနဲ့ပူဆွေးဒေါသနဲ့ခြေဆောက်လိုက်ရာအဲ့ဒီတောင်ပေါ်ကမွေများအကုန်တီးကုန်းကြတဲ့အတွက်နန်းတော်ရှင်ဝေပယမကြီးကိုယ်တိုင်လူရောင်ဖန်ဆင်းပြီးစောနမုံကိုတားဆီးရပါတယ်နန်းတော်ရှင်ဝေပယမကြီးကစောနမုံကိုအပြန်အလှန်အနေနဲ့ငွေပညာများကိုအကုန်တင်ကြပေးတဲ့အတွက်စောနမုံလဲငွေအပေါင်းကိုနိုင်နေတဲ့သူဖြစ်လာပြန်ပါတယ်တနေ့မှာအကူဖြစ်သူကညီမငယ်စောနာမွန်နဲ့တော်ရင်းတနေရာမှာတွေ့ဆုံပြီးအကျိုးအကြောင်းပြောပြကာဂျန်နဲ့သူ့ရဲ့အမများကိုကယ်တင်ဖို့အတွက်ဒေါသနဲ့ပကံတို့ပြေးလာပါတယ်ဒါပေမဲ့အကူဖြစ်သူကလိုက်လံတားဆီးရာယခုမောင်ရွာအနောက်ဘက်ရေမပင်ကရမအချောင်းအလဲမှာဖောင်ကျိုးပြီးအကူဖြစ်သူရေနစ်တေဆုံးသွားပါတယ်ဒီအချိန်မှာစောနာမိုရဲ့ဒေါသအထွတ်အထိပ်ရောက်ရှိသွားပြီးပကံပြည်ကြီးကိုအမောက်ချေဖျက်ဆီးမယ်လို့ကြုံဝါကအပြေးနှင်းလာပါတယ်ငါမိသားစုကိုဒုက္ခပေးတဲ့ပကံပြေကြီးငါအစွမ်းနဲ့အမောက်ချေဖျက်ဆီးမယ်ဟေးဒါကိုတရားမင်းကကြားသိသွားပြီးလူပြည်တို့ချက်ချင်းဆင်းလာကစောနာမွန်နဲ့အပေးအယူလောက်ရပါတယ်အဲ့ဒါကတော့တရားမင်းကစောနာမွန်ကိုပကံပြည်ကြီးကိုမဖျက်ဆီးရင်တရဘာတွေကိုကယ်တင်နိုင်ဖို့အတွက်အစွမ်းထက်နတ်စေးပညာများကိုသင်ကြားပေးမှဖြစ်ကြောင်းဖြောင်းပြပြောဆိုကာစောနာမွန်လဲဒေါသထွက်နေပေမဲ့တရားမင်းကိုမလွန်ဆန်ရဲတာကြောင့်လက်ခံလိုက်ပါရီဒါကြောင့်တရားမင်းကစေးပညာများကိုသင်ကြားပေးခဲ့ပြီးမပြောင်းခင်လေးမှာလူတွေအတွက်ဒုက္ခရောက်စေနိုင်တဲ့စောနာမွန်စီကဝန်တွင်ဆုံးပညာများကိုအလှူခံပါရီစောနာမွန်လဲသူမရဲ့ပညာများကိုမွေကြီးတကောင်မှတစ်စစ်ထုတ်ပေးလိုက်ပြီးအဲ့ဒီမွေကိုတရားမင်းကတန်လျက်နဲ့၃ပိုင်းပိုင်းလိုက်ရာစောနာမွန်ကပဲအဲ့ဒီမွေ၃ပိုင်းကိုကောင်းကင်အပေါ်မြှောက်ပစ်လိုက်ပြီးခေါင်းပိုင်းကရေမပေမှာကျတဲ့အတွက်အဲ့ဒီဒေသမှာရေမွေကအစအစိတ်ပြင်းကြတယ်လို့ဆိုကြပါတယ်ဝမ်ဘိုက်ပိုင်းကတော့ရောဒေသစီကြားရောက်သွားတဲ့အတွက်ဒေသခံတွေကမတင်ဘဲနဲ့အလိုလျောက်ဝန်တွင်ဆုံးပညာများကိုတမ်းမြောက်ကြတယ်လို့ဆိုကြပြန်ပါတယ်အမိပိုင်းကိုတော့မောင်ရွာအနီးကြောက်ကာနယ်ဘက်ကိုကျတ်သွားတာကြောင့်အဲ့ဒီဒေသမှာအစိတ်ရှိတဲ့မွေမရှိသလောက်ရှားပါကြောင်းဆိုကြပါတယ်ဒါပေမဲ့ကဝေတာရဘူဘူကြီးကတော့စောနာမွန်ပညာပြန်ရစေဖို့အတွက်ကဝေမေတော်ကြီးကာမဒေဝီရှိရာအာတာနယ်စီခေါ်သွားပြီးကဝေပညာများကိုပြန်လည်ရရှိလာပါတယ်ဒါအပြင်ကဝေမေတော်ကြီးကစောနာမွန်ကိုလူစင်စစ်ကနေနတ်ဘဝပြောင်းပေးလိုက်ကာသူတော်ကောင်းတွေကိုစောင့်ရှောက်ဖို့အတွက်စောနာမွန်လဲလူတစ်ပိုင်းနှစ်တစ်ပိုင်းဘဝရောက်ရှိသွားပါတယ်ပညာတွေပြန်ရလာတဲ့စောနာမွန်ကကိုရောင်ဖြောက်ပြီးပကံပြီးအချုပ်ခန်းထဲကသူမရဲ့အမများကိုကယ်တင်ပေးလိုက်ပေမဲ့ညီမတွေခဏတာဆုံစည်းကြရပြီးတကွဲတပြားစီနဲ့တယောက်တစ်မျိုးဇက်သိန်းကနှက်စိန်တွေဖြစ်သွားကြပါတယ်တနေ့မှာမနီးစုသူမင်းကြီးတိုင်ကန်းလှဲ့လဲရာစောနာမွန်ကိုယ်တိုင်ပခုံးပေါ်ဓာတ်ထမ်းပြီးရေပေါ်ကိုလမ်းလျှောက်ကဘိအဖောင်တော်ကိုတားဆီးလိုက်ပါတယ်ဒါကိုဘယင်ကြီးကအကြောင်းစုံမေးမြန်းလိုက်တဲ့အခါမှသာဘယင်ကြီးရဲ့တတ်မိတ်နဲ့မောင်နှမအားလုံးတကွဲတပြားစီဘဝဆုံးသွားပြီးအခုဆိုသူမကိုယ်တိုင်လဲ
လူတစ်ပိုင်းနှစ်တစ်ပိုင်းဖြစ်နေရတဲ့အကြောင်းရင်းအမှန်ကနဂသိန်ဆိုတဲ့မိဖုရားရဲ့ကောင်းကျော်စကားကြောင့်ဆိုပြီးရှင်းပြလိုက်ပါတယ်။ဒါကြောင့်ဘုရင်ကြီးကနဂသိန်မိဖုရားဟာစုံမတစ်ယောက်ဖြစ်နေကြောင်းသိရှိသွားပြီးကိုမျက်စေပါတယ်။ဒါအပြင်မဏိစီသူမင်းကြီးကစောနာမွန်ကိုအထက်အညာဒေသယခုမောင်ရွာခရိုင်မောင်းတုံဒေသကိုအပိုင်စားပေးလိုက်ပြီးတက္ကနဲ့ရုပ်ပွားတော်တစုကိုပါပေးသနာလိုက်တဲ့အတွက်စောနာမွန်ကအဲ့ဒီနေရာမှာပဲရုပ်ပွားတော်ကိုထားပနာကဖောင်တော်ဦးစီတီတစုတည်ထားခဲ့ပါတယ်။စောနာမွန်ကမြေကြီးကိုဖနှောင်းနဲ့ပေါက်ပြီးရေများထွက်လာစေကအဲ့ဒီရေကိုတောက်တုံးရင်ယောဂဗျကင်းပါစေဒီတော်ဒီတောင်ကတိအုပ်တိဖုတွေကိုစားရင်ယောဂကင်းပြီးကျမ်းမာပါစေကြောင်းဆုတောင်းအဋ္ဌထံပေးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မဏိစီသူမင်းကြီးကတကူရှင်ဖြစ်တဲ့စောနာမွန်ကိုအမေရရင်ကတော်ဆိုတဲ့ဘွဲ့ချီမြောက်ပြီးရာဇဝင်သွင်းစေပါတယ်။ဒီနောက်ကိုရှင်ထူးခေါ်စောနာမွန်ထက်အမေရရင်လို့လူသိများပြီးအောက်လန်းအသက်ပညာမှာအလွန်ထင်ရှားတဲ့နတ်တစ်ပါးဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အထက်အညာဒေသယခုမောင်ရခရိုင်ရေးမပေမြို့အနီးမောင်းတုံရွာမှာအမေရရင်နှံ့နှန်းကိုတခန္ဓနာထားရှိကပွဲတော်ရက်ကိုတော့တပေါင်းလာပြီးကျော်၄ရက်မှ၈ရက်နေ့အထိစီကားတိုက်မြိုက်စွာယနေ့အထိကျင်းပလေးရှိပါကြောင်းဘုဒ္ဓတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလဲရပါတယ်